လူမျိုးတုံးတက်ပြတ်မှုပြောစရာမလိုဘူးစစ်ရာစုမြောက်တာနဲ့ဖမ်းလို့ရပြီ မင်္ဂလာပါယနေ့ဖြစ်ပွားနေတဲ့သတင်းသုံးသက်ချက်တွေနဲ့မြန်မာပြည်သူပြည်သားအားလုံးတည်တင်သိထိုက်တဲ့အချက်လက်တွေကိုတင်ဆက်ပေးနေတဲ့ True Site မြန်မာ Channel မှာကြိုဆိုပါရစေအဲ့တော့ဒါကိုမင်းအောင်လှိုင်တို့ကလည်းကောင်းကောင်းသိတယ်သူတို့လည်းဥပဒေပညာရှင်တွေရှိတာပေါ့လေသူတို့လည်းနိုင်ငံတော်အဆင့်ပဲနောက်တစ်ခုကသူတို့လည်းပတ်စံတက်နိုင်နေတာတကဘာလုံးကကျွမ်းကျင်တဲ့ပညာရှင်းနေဆိုတာဗျာဘယ်ဘက်ကရှင်းနေဆိုတာသတိထားကြည့်တရားခံဘက်ကလည်းလိုက်တယ်တရားကူလိုဘက်ကလည်းပတ်စံရအကုန်လိုက်တယ်ရှင်းနေတဲ့သဘောတရားစီနှစ်ဖက်လုံးလိုက်တယ်အဲ့တော့တရားခံဖြစ်တဲ့မင်းအောင်လှိုင်တို့ဘက်ကလည်းသူလိုက်ပါပဲပတ်စံရတာဟုတ်အဲ့တော့ तू ရတဲ့အတိုင်းတရားခံတွေကိုဥပဒေအကာအကွယ်ရအောင် तू ကာကွယ်မှာပဲအဲ့တော့အဲ့ဒီကာကွယ်ဖို့ဒီဘက်ကဂမ်ဘီယာဘက်ကတရားလိုရှင်းနေတွေကအပြိုင်ချစ်ဖြဲဟန်ပါပဲဒါပေမဲ့နောက်ဆုံးဆုံးဖြတ်ချက်ပေးမယ်အဖြေဒီလူမျိုးတုံးတက်ဖြတ်မှုဖြစ်မဖြစ်ဆိုတာကိုပဲဆုံးဖြတ်မှာကျန်တာဘာမှလာဖို့မရှိဘူးမင်းအောင်လှိုင်နဲ့ဘာမှမပတ်သက်ဘူးမင်းအောင်လှိုင်ဖမ်းဖို့လည်းမရှိဘူးစီးဖို့လည်းမရှိဘူးအဲလူမျိုးတုံးတက်ဖြတ်မှုဖြစ်တယ်လို့ ICJ ကဆုံးဖြတ်လိုက်ရင်တော့ကုလသမဂ္ဂအထွေထွေဒီလုံခြုံရေးကောင်စီကိုတက်ပြီးဒါဆိုရင် ICC မှာလူမျိုးတုံးတက်ဖြတ်မှုဖြစ်တယ်လို့ဆုံးဖြတ်ထားပြီးပြီကုလသမဂ္ဂတရားအဲ့ဒီအတွက်အဲ့တရားခံတွေကိုကျူးလွန်တဲ့လူတွေကို ICC မှာတရားစွဲဖို့အတွက်ကုလသမဂ္ဂလုံခြုံရေးကောင်စီကဆုံးဖြတ်ချက်ချနိုင်တယ်အဲ့ဒီဆုံးဖြတ်ချက်ချတဲ့အချိန်မှာတော့တရုတ်ရုရှားကဗီတိုသုံးနိုင်တယ်အဲ့ဒါနောက်တစ်ဆင့်ဒီတစ်ဆင့်ဟာကျွန်တော်ဆိုလိုချင်ကဒီ ICJ ကိုအကြောင်းပြပြီးနိုင်ငံရေးအမျက်ထုတ်ဖို့မကြိုးစားကြဘူးနှစ်ဖက်လုံးကိုပြောချင်တာ NUG လည်းအမျက်ထုတ်ဖို့မကြိုးစားနဲ့မဖြစ်နိုင်ဘူးတရားအေးလည်းအမျက်ထုတ်ဖို့မကြိုးစားနဲ့မဖြစ်နိုင်ဘူးမင်းအောင်လှိုင်တို့လည်းမကြိုးစားနဲ့မဖြစ်နိုင်ဘူးဘာဖြစ်လို့လဲဒါဒီအခုဖြစ်သွားတဲ့ဖြစ်စဉ်ဒီလူမျိုးတုံးချင်းဟုတ်မဟုတ်အဲ့တော့စစ်ကောင်စီဘက်ကတော့သူတို့ပြောတာကလူမျိုးမတုံးဘူးဘာလို့လဲလူတွေအများကြီးကြံသေးတယ်သူတို့ပြောတဲ့လူမျိုးတုံးတက်ဖြတ်မှုဆိုတာတစ်မျိုးလုံးကုန်သွားမှာဗျာတယောက်မကြံဖြစ်မှလူမျိုးတုံးလို့သူတို့ထင်တာဒီနေရာမှာလူမျိုးတုံးတက်ဖြတ်ခြင်းဆိုင်ရာအဓိပ္ပာယ်ဖွဲ့ဆိုချက်တွေထဲမှာတော့ကျွမ်းကျင်တဲ့ပညာရှင်တွေပြောကြားချက်များအရာတော့အခုရိုဟင်ဂျာဖြစ်စဉ်ပေါ့နော်ဖြစ်ခဲ့တဲ့သမိုင်းကြောင်းအမုန်းတရားတွေလှုပ်ဆော်မှုတွေလူတွေအများကြီးကိုရွာတွေကနေမောင်းထုတ်တာတွေသူတို့ကိုတရားဝင်နေထိုင်ခွင့်မပေးတာတွေနိုင်ငံသားဖြစ်အသိမှတ်မပြုတာတွေသူတို့ကိုခလီမီပွားခွင့်မပေးတာတွေအဲ့ဒါတွေအားလုံးဒီလူမျိုးတစ်မျိုးကိုမျိုးပြောက်ဖို့အတွက်ရည်ရွယ်ချက်ရှိလောက်တာဖြစ်နိုင်တယ်မျိုးတော့မတုံသေးဘူးဒါပေမဲ့ရည်ရွယ်ချက်ရှိလောက်တာဖြစ်နိုင်တာဖြစ်တဲ့အတွက်ဒါဒီလူမျိုးတုံးတက်ဖြတ်မှုမြောက်တယ်လို့အဓိပ္ပာယ်ဖွင့်ဆိုတယ်ဆိုပြီးတော့ဘက်ကနေပြီးတော့အခုဂမ်ဘီယာကရှောက်လဲမှာမရောက်လဲတို့ဘက်ကတော့မဟုတ်ဘူးလူမျိုးတုံးတာမဟုတ်ဘူးသူတို့ဒီအကြမ်းဖက်သမားတွေကိုလှုပ်တာအကုန်လုံးတတ်တာမဟုတ်ဘူးတတ်တဲ့လူပဲတတ်လိုက်တာသူတို့ရိုဟင်ဂျာတွေအများကြီးကြံသေးတယ်သန်းနဲ့ကြီးရှိတယ်ဘင်္ဂလားဒေ့ရှ်မှာလည်းရှိတယ်ဘင်္ဂလားဒေ့ရှ်ကိုရောက်သွားတဲ့လူတွေငါတို့အကုန်ပြန်ခေါ်မယ်ဒါကြောင့်ဒါလူမျိုးတုံးတက်ဖြတ်တာမဟုတ်ဘူးငါတို့တာဝန်ယူတယ်ဆိုတဲ့ပုံစံနဲ့ခြေပါတာအဲ့တော့ရိုဟင်ဂျာဘက်ကကျူးလွန်တင်မဲ့တပ်တွေကတော့ဟုတ်တယ်ဒီရွာတွေကိုသူတို့ကတတ်ပါတယ်ဖြတ်ပါတယ်သူတို့ကမျက်မြင်တပ်တွေပါသူတမိသားစုတော့တတ်ခံရတယ်ထွက်မယ်ပြီးတော့ရိုဟင်ဂျာဘက်ကတင်တဲ့ဒီဂမ်ဘီယာတင်တဲ့တပ်တွေထဲမှာစစ်ကောင်စီကတိုက်ရင်မှုတယောက်ပါတယ်လို့ပြောတယ်ယာယီတိုက်ရင်မှုဘုံဘူးတယောက်ပါတယ်ပြောတယ်အေးဖမ်းပြီးပို့ပေးလိုက်တာအေးကပူပေါင်းဆောင်ရွက်ပေးတာပေါ့အဲ့လူကပြောမယ်ဟုတ်တယ်ကျွန်တော်အမိတ်ပေးတယ်ဒီလူတွေတွေ့သမျှတတ်လို့ပြောတယ်အဲ့ဒါကိုဒါဂမ်ဘီယာဘက်ကတင်မှာဒါရှေ့တစ်ပတ်မှတင်မှာဒါကျွန်တော်တို့လည်းမသိဘူးဒါစီတကားပိတ်ပြီးတင်မှာကျွန်တော်တို့ပြည်သူမသိနိုင်ဘူးသူတို့အခြေခံ statement လောက်ပဲ briefing လောက်ပဲပေးမယ်လို့ပြောတယ်အချင်းချုပ်လောက်ပဲကျွန်တော်တို့ကြီးညာမယ်လို့ပြောတယ်ဒါရှေ့လာမဲ့တစ်ပတ်တင်းလာအင်္ဂါဗုဒ္ဓလာမသိဘူးသူတို့စစ်ဆေးမှာအဲ့တော့အားတွေကဟိုဖြစ်စဉ်ပေါ့မီးရှို့ခံရတာမောင်းထုတ်ခံရတာထွက်ပြေးရတာဖြစ်စဉ်ဒါပေမဲ့အဲ့ဒါဒီလူမျိုးတုံးချင်းဟုတ်မဟုတ်ဆိုတာကိုအဲ့ဒီဥပဒေကြောင်းဆိုင်ရာအငင်းပွားချက်ပေါ့စကလုံးအဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ဖြစ်စဉ်ဖြစ်ရများနဲ့ကိုက်ညီခြင်းရှိမရှိကိုနှစ်ဖက်တင်ပြအဲ့ဒါတရားသူကြီးတွေကအဖြေသိတယ်ဒါပေမဲ့ तू အဲ့ဒါလည်းမဆုံးပြမှာဘူး तू ကနှစ်ဖက်တင်ပြချက်ကိုကြည့်ပြီးတော့ तू ကအဲ့ဒါကိုဟုတ်တယ်မြန်မာနိုင်ငံမှာတော့လူမျိုးတုံးတက်ဖြတ်မှုဖြစ်သွားပြီမြန်မာအစိုးရကတာဝန်ယူရမယ်ဒါကြောင့်စစ်ရော်ကြီးတွေပေးရမယ်ဒါမျိုးတွေဖြစ်လာနိုင်တယ်ဒီစင်ကဒီလောက်ထိပဲသွားဖို့များတယ်အဲ့တော့ကျွန်တော်တို့အများကြီးမျှော်လင့်လို့မရဘူးရိုဟင်ဂျာတွေဘက်ကတော့သူတို့ခံရတဲ့လူပဲကတော့သူတို့တရားမျှတမှုသူတို့ကိုလူမျိုးတုံးတက်ပြတ်မှုလုပ်ပါတယ်လို့တရားဝင်ဆိုပြောရင်သူတို့ပြောတာပေါ့သူတို့မတရားမှုကိုဒါတရား justice ဖြစ်သွားတယ်နောက်ဆုံးတေချာနောက်တစ်ခုက
တို့မတရားစိတ်ရစုမှုမြောက်တယ်တို့မို့လူသားမျိုးနဲ့ပေါ့အုပ်စုလိုက်တပ်ဖြတ်တယ်ဆိုတာလဲပေါ်လွင်တယ်ဆိုရင်ဒါရိုဟင်ဂျာဘက်ကအောင်ပွဲပဲဒါ justice ဖြစ်တာဒါပေမဲ့အဲ့ဒီကျူးလွန်တဲ့တရားခံတွေကိုတရားစွဲတာကဒါတော့မလွယ်ဘူးအကောင်းဆုံးကနည်းကတော့ဒီလူတွေမောင်းထုတ်မှရမှာအဲ့တော့ကျွန်တော်ရဲ့အဖြေကဒီကျူးလွန်တဲ့တရားခံတွေကိုအရေးယူနေတယ်ဆိုရင်ຫນွေဦးဒေါ်လာရင်းမှာဝင်ပါမှရမယ်အဲ့လူတွေအားလုံးကိုကျွန်တော်ပြုတ်ကြအောင်လုပ်ပြီးတော့ပြည်သူတရားရုံးကိုပြည်တွင်းမှာဖမ်းမှရမယ်အဲ့ဒါဆိုရင်ရိုဟင်ဂျာအတွက်လည်းကောင်းတယ်ကျန်တဲ့ခံရတဲ့တိုင်းရင်းသားတွေကိုယနေ့ခံနေရတော့မြန်မာနိုင်ငံသူနိုင်ငံသားစကိုင်းမကွေးတနိုင်ငံလုံးမှာခံရလူများအတွက်လည်းတရားမျှတမှုရမယ်ပြောချင်တာကဒီကျူးလွန်နေတဲ့လူတွေလူမျိုးပဲတုံတုံစိတ်ရစုမှုပဲလို့ဘာပဲလို့လူတွေကိုတတ်ထားတာတော့အမှန်ပဲအဲ့ဒီမှန်ထားတဲ့လူတွေကိုကျွန်တော်တို့အရေးယူခြင်းနဲ့ဆိုရင် ICJ ICC နဲ့စာရင်ဒီနေ့ကျွန်တော်တို့မှာအခွင့်အရေးရှိနေပြီဒီလူကိုကျွန်တော်တို့နိုင်အောင်ဝိုင်းတိုင်းအားလုံးဒီဘုံရန်သူဖြစ်နေပြီရိုဟင်ဂျာအတွက်လည်းစစ်အာဏာရှင်ကရန်သူကျွန်တော်တို့နိုင်ငံရေးသမားတွေအတွက်လည်းစစ်အာဏာရှင်တွေရန်သူပြည်သူအတွက်လည်းစစ်အာဏာရှင်တွေကစစ်အာဏာရှင်ရန်သူတိုင်းရင်းသားတွေအသီးသီးတွေလည်းစစ်အာဏာရှင်ရန်သူအဲ့တော့ဒီရန်သူကိုကျွန်တော်တို့အားလုံးစုပေါင်းဝိုင်းတိုက်ဖို့အတွက်လူတိုင်းမှာလည်းလက်နက်ရှိနေပြီရိုဟင်ဂျာတွေကလက်နက်မရှိတော့ဝေးချေးရအကူအညီပေးလို့ရတယ်။နောက်မျိုးလေသူတို့မှာရိုဟင်ဂျာဒုတိယဝန်ကြီးတယောက်လုံးလည်းရှိနေတယ်။ NUG မှာသူ့ကိုဝိုင်းကူညီပေးလို့ရတယ်။ကျန်တဲ့ငွေကြေးထောက်ပံ့တဲ့နေရာတွေစိတ်သက်ကြီးကဝိုင်းပါပေးလို့ရတယ်။အရေးကြီးတဲ့ဒီမင်းအောင်လှိုင်ကိုအရင်ဖြုတ်ပြီးသွားတဲ့အခါမှာအဲ့ဒီမင်းအောင်လှိုင်ကိုအများရှိမှကျွန်တော်တို့ကခုံရုံးတင်အဲ့ဒီခုံရုံးတင်တဲ့အခါကျမှအရေးယူတဲ့အခါကျရင်ရိုဟင်ဂျာအတွက်ကောတိုင်းရင်းသားတွေအတွက်ကောခံရတဲ့ပြည်တွင်းကဗမာပြည်သူတွေအတွက်ပါအားလုံးတွေအဖြေရသွားမှာဖြစ်တယ်။အဲ့လိုမှမဟုတ်ပဲပြည်တွင်းမှာတော့ဒီဘုံရန်သူကိုဝိုင်းတိုက်ထဲမှာမပါဘူးဒီ ICC နဲ့ဒီကုလသမဂ္ဂနဲ့အမေရိကန်ပဲအားကိုးနေရင်တော့ဒီသူတို့ဖြစ်ချင်တဲ့တရားမျှတမှုဆိုတဲ့မင်းအောင်လှိုင်ပြုတ်ကြဖို့ဆိုတာခဲရင်အောင်ပါသူတို့အချိန်ဆွဲမယ်နိုင်ငံတကာတရားရုံးရဲ့ထုံးစံတွေအရာသူတို့အချိန်လေးကြာမယ်နောက်ဆုံးကျတော့ကိုတာအသက်သေသွားမယ်ဒီမင်းအောင်လှိုင်ရဲ့စစ်အုပ်စုကဖမ်းခံရမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ရဲ့အားလုံးရဲ့ဘုံရန်သူနော်ပြည်တွင်းမွတ်စလင်တွေအတွက်လည်းဘုံရန်သူပြည်တွင်းမှာရှိတဲ့တခြားလူမျိုးသားတွေတရုတ်အတွက်လည်းဘုံရန်သူနော်ပြည်တွင်းမှာရှိတဲ့ဗမာတွေအတွက်လည်းဘုံရန်သူပြည်တွင်းမှာရှိတဲ့ချင်းတွေအတွက်လည်းဘုံရန်သူတိုင်းရင်းသားအားလုံးအတွက်လည်းဘုံရန်သူပြည်တွင်းမှာရှိတဲ့ရိုဟင်ဂျာဆိုပဲပြောခိုးဝင်ဘင်္ဂါလီပဲပြောအဲ့ဒီနိုင်ငံပြောင်းနေတဲ့နိုင်ငံမဲတွေအတွက်လည်းဘုံရန်သူပြည်တွင်းမှာရှိနေတဲ့မှတ်ဖို့တင်မပေးဘဲနဲ့ FRC အဖြစ်တင်ထားတဲ့လူမျိုးတွေအားလုံးတွေလည်းဘုံရန်သူဖြစ်တဲ့ဒီမင်းအောင်လှိုင်ကိုကျွန်တော်တို့ဒီ all in one ဖြစ်ပြီးအခုချိန်မှာဒီຫນွေဦးတော်လှန်ရေးအနေနဲ့အခွင့်အရေးတစ်ခုရပြီးတဲ့အချိန်မှာစုပေါင်းပြီးတော့ကျွန်တော်တို့ဒီအင်အားတစ်ခုနဲ့ဒီမင်းအောင်လှိုင်စစ်တပ်ကိုအနိုင်အဖြုတ်တိုက်ပြီးဖမ်းပေးနိုင်လိုက်တယ်ဖမ်းလိုက်နိုင်ရင်တေးကြတယ်ကျွန်တော်တို့အဲ့ဒီချိန်မှာတရားမျှတမှုရပြီပြီးတော့ပြီးတဲ့ပြဿနာတွေအားလုံးကိုလည်းဖြေရှင်းလို့ရသွားမယ်နိုင်ငံရေးနည်းနဲ့ဖြေရှင်းလို့ရသွားမယ်အဲ့တော့ဘုံရန်သူကိုဘုံပုံစံနဲ့ပဲပြန်ပြီးတော့ကျွန်တော်တို့က all in one ပုံစံနဲ့ဝိုင်းလို့ရမယ်အချိန်ဟုတ်တယ်ကိုလက်နဲ့မကင်နိုင်ပတ်စံထောက်ပံ့လို့ရတယ်စိတ်သက်ရည်အားစောက်ပံ့ပေးလို့ရတယ်ကူညီပေးလို့ရတယ်အဲ့ဒီကြားထဲမှာကိုနဲ့အချင်းချင်းအတိတ်ကာလကတယောက်တယောက်နားလည်မှုလဲနေတာ NLD ကိုမကျေနပ်တာကျေနပ်တာရိုဟင်ဂျာကိုကျေနပ်တာမကျေနပ်တာဟိုလူကိုမုန်းတာအဲ့ဒါတွေအားလုံးခဏခဝါချပြီးတော့ကျွန်တော်တို့အချင်းချင်းအဲ့ဒီအမုန်းတရားတွေမပြောဘူးကျွန်တော်တို့ချင်းချင်းအတိတ်ကကိစ္စရက်တွေကိုပြန်မပြောချင်းပြီးတော့အခုရှိနေတဲ့ပြစ္ဆုတ်ပံပစ္စလခပြည်ဒီပစ္ဆုတ်ခပစ္စခပေါ့နော်ပစ္ဆုတ်ပံကိုပဲကျွန်တော်တို့အာယုံစိုက်မယ်လက်ရှိ present time ကိုပဲအာယုံစိုက်ပြီးဒီကျွန်တော်တို့အားလုံးရဲ့ဘုံရန်သူမင်းအောင်လှိုင်လည်းဒုက္ခပေးခဲ့တာရိုဟင်ဂျာကိုမင်းအောင်လှိုင်လည်းတိုင်းရင်းသားတွေဒုက္ခပေးခဲ့တာမင်းအောင်လှိုင်လည်းဥပြေမမှာရှိတဲ့ကျွန်တော်တို့ចောင်းသားတွေ PDF တွေစကိုင်းမကွေးမှာရှိတဲ့ရွာတွေဒုက္ခပေးနေတာမင်းအောင်လှိုင်ကျွန်တော်တို့လိုအစ္စလာမ်ဘာသာဝင်တွေအိန္ဒိယမွေဝါတွေလည်းမင်းအောင်လှိုင်ပဲဒုက္ခပေးတာမှတ်ဖို့တင်မပေးတာသူ့ယုံကမပေးတာမင်းအောင်လှိုင်ဒီတရုတ်နယ်ဘွားအစ်စ်တွေကိုလည်းမြန်မာနွယ်ဘွားတရုတ်တွေကိုလည်းဒုက္ခပေးတာမင်းအောင်လှိုင်ပဲအဲ့တော့အားလုံးရဲ့ဘုံရန်သူဒီတနေရာထဲမှာဥတည်နေတယ်မင်းအောင်လှိုင်ရဲ့စစ်အုပ်စုပဲအဲ့ဒါကိုကျွန်တော်တို့အားလုံးဒီမြင်အောင်ကြည့်ဖို့လိုတာဘုံရန်သူကိုဘုံရန်သူလို့ပဲမြင်တဲ့အဲ့ဘုံရန်သူသူခွဲထားတာဘုံရန်သူကနေပြီးတော့နိုင်ငံရေးကစားထားတာရန်တိုက်ထားတာတွေအားလုံးအရာပဲကျွန်တော်တို့ကအချင်းချင်းဆက်ပြီးရန်ဖြစ်နေကြမှာလားရိုဟင်ဂျာနဲ့နိုင်ငံရေးသမားနဲ့ရန်ဖြစ်အစ္စလာမ်ဘာသာဝင်နဲ့ NLD နဲ့ရန်ဖြစ် NUG နဲ့ရန်ဖြစ်နော်တိုင်းရင်းသားတွေနဲ့ဗမာတွေနဲ့ကလားနဲ့ဖြစ်ဗမာနဲ့တရုတ်နဲ့ဖြစ်နော်ဘာသာချင်းချင်းအမုန်းတရားလုပ်ကြနော်ရန်ဖြစ်ကြပြီးတော့တိုင်းသားအချင်းချင်းချကြတိုင်းသားနဲ့ဗမာနဲ့ကွဲကြတိုင်းသားနဲ့ကလားတွေနဲ့ကွဲကြအဲ့ဒါမျိုးတွေဘယ်ဆက်သွားမလားဒို့ဒီမို့တူးဒီသောဘုံရန်သူဒီစစ်အာဏာရှင်ကိုခံရတဲ့သူအချင်းချင်း victim တွေအချင်းချင်းစုပေါင်းပြီးတော့အရင်ဖြုတ်ချမလားဒါဟာကျွန်တော်တို့တွေအကောင်းဆုံးအခွင့်အရေးဖြစ်တယ်
ICJ ကတော့မင်းအောင်လှိုင်ကိုမဖြုတ်ချပေးနိုင်ဘူးကျွန်တော်တရားရန်ကန်လုံးပြောရတယ်ဒီ ICJ တရားရုံးဒီစစ်အာဏာရှင်မင်းအောင်လှိုင်ပြုတ်မကြဘူးနောက်ဆုံးမြန်မာနိုင်ငံမှာရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုဖြစ်ခဲ့တယ်လို့ပဲဆုံးဖြတ်လိုက်တယ်ပဲထားအောင်ဒါဒီရိုဟင်ဂျာများအတွက်တော့အောင်ပွဲဖြစ်မှာပေါ့မတရားခံရတဲ့လူများတော့အောင်ပွဲအဲ့ဒါဒီမင်းအောင်လှိုင်ပြုတ်မကြဘူးနောက်ဆုံး ICC ကိုရောက်သွားပြီးမင်းအောင်လှိုင်ကိုဖမ်းဝရမ်းထုတ်ရင်လည်းမင်းအောင်လှိုင်ပြုတ်မကြဘူးဒါကြောင့်လေအမေရိကန်ဝင်မဖမ်းမဲနဲ့ဘယ်သူမှဝင်မဖမ်းမဲနဲ့မင်းအောင်လှိုင်လာအဖမ်းခံမှာမဟုတ်ဘူးအခုဖိလစ်ပိုင်မှာဖမ်းခံလိုက်တာဖိလစ်ပိုင်အစိုးရကဖမ်းပေးလိုက်လို့ဒူတာတေးရဒီကိုရောက်လာတာပြောချင်တာကပြည်တွင်းမှာရှိတဲ့လူတယောက်ကမဖမ်းပေးဘဲနဲ့ ICC ဝင်ဖမ်းလို့မရဘူးအဲ့တော့ပြည်တွင်းမှာဖမ်းပေးဖို့ဟာကျွန်တော်တို့ဒီပြည်တွင်းမှာရှိတဲ့မင်းအောင်လှိုင်တို့အကာအကွယ်ယူထားတဲ့စစ်အုပ်စုကိုကျွန်တော်တို့ခံရတဲ့ victim တွေအားလုံးတနိုင်ငံလုံးကနိုင်ငံသူနိုင်ငံသားအမျိုးစုံတို့ဒီမို့လူမျိုးပေါင်းစုံကဘုံရန်သူကိုဝိုင်းတိုက်ပြီးဝိုင်းဖြုတ်ချပြီးမှသာလင်မင်းအောင်လှိုင်ကိုကျွန်တော်တို့ဖမ်းနိုင်မယ်မင်းအောင်လှိုင်စစ်အုပ်စုကိုဖြုတ်ချနိုင်မယ်အဲ့ဒီချိန်မှာကျွန်တော်တို့ရဲ့အားလုံးရဲ့ဘုံအကျိုးစီးပွားလို့ခေါ်တဲ့လွတ်လပ်မှုတွေဒီမိုကရေစီတွေကတော့တိုင်းရင်းသားအခွင့်အရေးတွေလူအခွင့်အရေးတွေဒီမိုကရေစီတွေတိုးတက်မှုတွေလုံခြုံမှုတွေရလာမှာမြန်မာနိုင်ငံမှာဖြစ်နေမြပြဿနာအရှုပ်ထုတ်အားလုံးနိုင်ငံရေးပြဿနာစီးပွားရေးပြဿနာလူမှုရေးပြဿနာစစ်ရေးပြဿနာနှင်းပန်းနှိမ့်ဆက်နေတဲ့ပြဿနာခွဲခြားခြင်းပြဿနာစစ်ရာဇဝမှုကျူးလွန်တဲ့ပြဿနာလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ပြဿနာလူမျိုးတုံးပြဿနာများအားလုံးရဲ့တရားခံဒီတူးတဲ့တဖွဲ့တွေပဲစစ်အုပ်စုပဲတချို့ကတော့တွယ်ဝိုက်တဲ့နီးတဲ့ပူပေါင်းကြံစီသူလိုဖြစ်နေတယ်ဒါပေမဲ့ဓာတ်ရိုက်အဓိကဘုံရန်သူစစ်အုပ်စုဒါကြောင့်ကျွန်တော်တို့ကဘုံရန်သူကိုဝိုင်းတိုက်ရမယ်အစားတွယ်ဝိုက်ပြီးတော့ဖြစ်နေတဲ့လူတွေကိုပဲကျွန်တော်တို့က NUG မကောင်းဘူး NLD မကောင်းဘူးထိုင်ပြောနေမယ်အစားကျွန်တော်တို့ဒီဘုံရန်သူကိုစီးစီးလုံးလုံးညင်ညွတ်နဲ့ဒီမှာရှိတဲ့လူမျိုးစုံနိုင်ငံသားပေါင်းစုံနော်ဘာသာပေါင်းစုံကဝိုင်းလောက်ရမယ်အချိန်မဟုတ်ပေဘူးလားလို့ကျွန်တော်ကမေးခွန်းထုတ်ချင်တယ်အဲ့ဒါမျိုးလုပ်ဖို့လေအားပေးတယ်တွန်းအားပေးတယ်တိုက်လဲတိုက်တွန်းတယ်ကျွန်တော်တို့ဒီလူမျိုးစုတွေလူသားချင်းအတူတူနေတဲ့အချိန်မှာ friction လို့ခေါ်တဲ့ပုတ်တိုက်မှုတွေရှိတယ်သဘောထားကွဲမှုတွေဖြစ်တယ်အဲ့ဒါကတတ်ဒါပေမဲ့အဲ့ဒါတွေအားလုံးကိုရေရချက်ရှိသွေးခွဲထားတာမြန်မာနိုင်ငံမှာအဓိကအမုန်းတရားကိုဖန်တီးထားတာအဓိကအမုန်းတရားဖြန့်နေတာစစ်အုပ်စုနဲ့စစ်အုပ်စုမွေးဖွားလာသော669တွေမဘာသားတွေအမျိုးသားရေးသမားတွေလည်းဒီ6800စားတွေပဲပြောချင်တာကစစ်ထောက်လိုင်းကြီးတွေပဲအဲ့တော့ပြောချင်တာကစစ်ထောက်လိုင်းကြီးတွေပဲဒီစစ်ထောက်လိုင်းကြီးအုပ်စုတွေနဲ့ဒီလူတွေအုပ်စုကကျွန်တော်တို့ကြားထဲမှာအကုန်လုံးသွေးခွဲထားတယ်ကျွန်တော်တို့အချင်းချင်းကိုအမုန်းတရားတွေနဲ့အဆဲဆိုတွေလုပ်နေတယ်အဲ့လိုဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ဒီလုံနိုင်တဲ့ဘက်က ICJ မှာသွားတာကိုလည်းကျွန်တော်တို့အားပေးထောက်ခံတယ် ICC သွားအားပေးကောဒါပေမဲ့အဲ့ဒီ ICJ နဲ့ ICC ဒီမင်းအောင်လှိုင်ပြုတ်ကြအောင်မလုပ်ပေးနိုင်ဘူးအဲ့ဒါကဘာမှရှိတရားပဲသူတို့အဆက်တော့ကွဲသွားမယ်သူတို့ကြောင်ရွံ့မှုတော့ဖြစ်သွားမယ်ဒါပေမဲ့အဲ့ဒါဒီဘယ်လိုမှဖြစ်လာစရာအကြောင်းမရှိဘူးမြန်မာပြည်မှာအဓိကအားလုံးရဲ့တရားခံဘုံရန်သူဒီမင်းအောင်လှိုင်နဲ့စစ်အုပ်စုသားဖြစ်တယ်ဒါဟာအလွန်အတန်ထင်ရှားတဲ့ဖြစ်စဉ်ဖြစ်တယ်ဒါကြောင့်ဒီ ICJ ရဲ့ဖြစ်စဉ်ဒီလူမျိုးစုတစုကိုသူတို့ဘာနာမည်ပဲပေးမြန်မာပြည်မှာရှိတဲ့မင်းအောင်လှိုင်စစ်အုပ်စုကစစ်ရာဇဝမှုမြောက်များစွာကျူးလွန်ပြီးမောင်းထုတ်လိုက်တဲ့အခါမှာသူတို့ကပြေးစရာမြေမရှိဘယ်နိုင်ငံမှလည်းသွားစရာမရှိတာဖြစ်တဲ့အတွက်သူတို့အကာအကွယ်အဲ့ဒါကိုမကြည့်ရတဲ့ကမ္ဘာနိုင်ငံတွေကပူပေါင်းပြီးတော့မင်းအောင်လှိုင်အုပ်စုကိုတရားစွဲခြင်းပဲဖြစ်တယ်အဲ့ဒါအဖြစ်ပဲအဲ့ဒီကြားထဲမှာကိုကလက်ဝင်မရှို့ဖို့လို့တယ်ကမ္ဘာနိုင်ငံတွေပေါင်းပြီးတရားစွဲတာကိုကိုကသွားပြီးတော့ဝန်သက်ခံမယ်ကိုကသွားတက်ကကွယ်ကိုကကြားထဲကနေကမ္ဘာနိုင်ငံတွေနဲ့အမုန်းဖြစ်မယ်အဲ့ဒါဒီဒေါအောင်ဆန်းစုကြည်ဖြစ်ခဲ့တာပဲအဲ့ဒါကို NUG ကလည်းဆက်ပြီးအမုန်းခံနေသေးတယ်အတင်းကျပ်သူတို့ကပါကျင်နေသေးတယ်အမှန်ကမပါတော့ဘူးဘာလို့အခုဖြစ်တဲ့ကိစ္စကအဲ့ဒီလူမျိုးစုတစုကိုနောက်တဲ့တိုင်းပြည်မှာအာဏာရယူရတဲ့လက်နက်ကန်နိုင်ငံတော်အစိလက်နက်ကန်အဖွဲ့အစည်းနဲ့ရက်သားတွေပေါင်းပြီးတော့ရက်သားတချို့ပေါ့ဗျာလူဆိုးတချို့ပေါ့ဗျာအကုန်လုံးမဟုတ်ပါဘူးပေါင်းပြီးတော့အပီးတိုင်ရှင်းလင်းရေးလုပ်ပြီးမောင်းထုတ်ခြင်းပါဒါပေမဲ့အကုန်လုံးတော့မကုံသွားဘူးပေါ့ကျန်တဲ့လူတွေကကြောက်လန့်ပြီးပြေးလိုက်တာဘူးအဲ့ဒါကိုကဘာကြီးမှာရှိတဲ့နိုင်ငံအများစုကမကျေနပ်လို့ပေါင်းပြီးတရားစွဲတာအခု ICJ ဖြစ်စဉ်ကဂမ်ဘီယာပတ်စံနဲ့မစွဲနိုင်ဘူးလောရတဲ့ပတ်စံတွေအားလုံးဥရောပနိုင်ငံများကနေဒါကဆိုဒေါ်လာတန်း100တောင်စိုက်ထားတာအရင်ပတ်စံရှိမှတရားစွဲလို့ရတာရှင်းနေအလကားလာမလုပ်ပေးဘူးဒီရှင်းနေတွေကဒေါ်လာတန်းချီပေးရတာ
အဲ့တော့အဲ့ဒါမျိုးအနေအထားများအရာဖြစ်လာတဲ့အနေအထားများအရာအဲ့ဒီအနေအထားများအရာကိုကဂျားဝင်မညက်ပဲကိုကိုလည်းလုံနေတဲ့ဘုံရန်သူကိုသာဝိုင်းတိုက်ဖို့လိုတယ်အဲ့တော့အဲ့ဒီဘုံရန်သူရှိနေတဲ့၍အခုလိုတွေးထွဲမှုတွေမင်းတို့ဒီမှာမင်းတို့မွတ်စလင်နိုင်ငံမဟုတ်ဘူးမင်းတို့မွတ်စလင်တွေထွက်ပြေးသွားမင်းတို့ဒီကလားတွေနဲ့နေကြမှုမင်းတို့တရုတ်တွေနေကြမရှိဘူးဒါကြောင့်ကျွန်တော်တို့တရုတ်နိုင်ငံအစိုးရကိုပြောတဲ့အချိန်မှာတရုတ်လူမျိုးရေးမပါဘူးအထူးသတိထားရတယ်တရုတ်နိုင်ငံမြန်မာနေဘွားတရုတ်နေနဲ့ဘာမှမဆိုင်ဘူးဒီကိစ္စကျွန်တော်တငယ်ချင်းတွေအများကြီးရှိတယ်တရုတ်တွေဘာမှမဆိုင်ဘူးဒီနိုင်ငံမှာသူတို့နဲ့ဘာမှမဆိုင်ဘူးဒါတရုတ်အစိုးရလုပ်နေတာအဲ့တော့ဒီစစ်အုပ်စုရှိနေတဲ့ဒီသွေးခွဲမှုတွေဒီအမုန်းတရားတွေအခုတည်းမလာရေးနေကြတယ်ရှိနေအောင်မှာအဲ့တော့တရားခံဒီအဲ့ဒီစစ်အုပ်စုနဲ့အဲ့စစ်အုပ်စုမွေးထားတဲ့6800စားတွေပဲပြောချင်အဲ့ထောက်လန်းရေးတွေပဲနော်အဲ့ဒီကနာတော့ဒီအမျိုးသားရေးတွေမဘာသားတွေသူတို့စစ်အုပ်စုနဲ့ဘလူးနဲ့ပဲပလဲနံပါတ်တင်နေတဲ့နိုင်ငံရေးသမားတွေပေါ့အဲ့ဒီနိုင်ငံရေးသမားတွေမှာဒေါက်တာအေးမောင်တို့ကထိတ်ဆုံးတာပေါ့အဲ့ဒါတွေအဲ့တော့အဲ့ဒီအနေအထားများဖြစ်တဲ့အတွက်အရေးအကြီးဆုံးအချက်ဒီ ICJ ဒီဒါကျွန်တော်ဏီကုံချုပ်တော့မယ် ICJ ဒီလူမျိုးတုံးတပ်ဖြတ်မှုဟုတ်မဟုတ်ကိုအငင်းပေါ်မှာဒီအခန်းကိုရှာတာမဟုတ်သေးဘူးအဲ့ဒါကစစ်ဆိုရဘက်ကလည်းသူတို့ကျွမ်းကျင်လိမ္မာစွာရှောက်လဲနိုင်တယ်ဆိုရင်သူတို့လည်းနိုင်တဲ့ချန့်ရှိတယ်ကျွန်တော်ပြောချင်တာက60 40သူတို့နိုင်တာက30လောက်ပဲရှိတယ်ဥပမာဂမ်ဘီယာက80 30လောက်ဖြစ်နိုင်တယ်တော့မဟုတ်လေ60 40လောက်ပဲဖြစ်တယ်မင်းအောင်လှိုင်တို့ဘက်ကလုံးဝ0တော့မဟုတ်ဘူးသူတို့ရှောက်လဲတက်ရင်တော့ဖြစ်ခဲ့အမှန်ကတသက်တရားရုံးမှာထွက်ဆိုတာကတသက်အဲ့တော့မင်းအောင်လှိုင်တို့ဘက်ကရှိနေတွေကလိမ္မာတယ်ဆိုရင်တော့သူတို့နိုင်တဲ့ချန့်ရှိတယ်10 ရာခိုင်နှုန်း20 ရာခိုင်နှုန်းဖြစ်နိုင်တယ်ဒါပေမဲ့ဂမ်ဘီယာဘက်ကတော့အားသာတာပေါ့နော်အားသာတယ်ဒါပေမဲ့အားသာတာမနိုင်ဘူးလေအဲ့ဒါကိုသိတဲ့အတွက်ကမ္ဘာတရားရုံးမှာတရားစွဲမှာဖြစ်တဲ့အတွက်တရားသူကြီးတွေဆုံးဖြတ်မှာဖြစ်တဲ့အတွက်ဒီဘက်ကဂမ်ဘီယာဘက်ကဆွဲတဲ့နိုင်ငံတွေကစိတ်ပူပြီးပတ်စံတွေအမြောက်များအကုန်ကြခံပြီးဝိုင်းပြီးတော့သူတို့ဝိုင်းထွက်ဆိုချက်တွေပေးနေတာအဲ့တော့အဲ့ဒီအချက်လက်များအရဒီဂမ်ဘီယာဘက်ကတရားရင်တို့နိုင်မယ်လို့လည်းကျွန်တော်တို့ယနေ့ထိမပြောနိုင်သေးဘူးမင်းအောင်လှိုင်တို့ဘက်ကချန့်ရှိနေတယ်အဲ့တို့ချန့်ရှိတာကဥပဒေကြောင်းအရသူခုခံမှာဖြစ်တဲ့အတွက်ဂမ်ဘီယာဘက်ကတင်ပြချက်အားနည်းသွားရင်မင်းအောင်လှိုင်တို့ဘက်ကနိုင်သွားနိုင်တယ်အမှန်တရားကတသက်တရားရုံးကတသက်ပဲတခါတလေတချို့လူတန်းမှုတွေဝင်လုံးကျွတ်လွတ်သွားတာတရားခံဘက်ကရှိနေတယ်အသုံးမကျပဲနဲ့တရားလူဘက်ကရှိနေတယ်အသုံးမကျပဲတရားခံကရှိနေတယ်ကတင်ပြချက်ကိုတရားသူကြီးယုံသွားလို့လွတ်သွားတာဒီအများကြီးရှိတယ်အဲ့တော့အဲ့ဒါတွေကြောင့်အဓိကပြဿနာဟာလူမျိုးတုံးတက်ဖြတ်မှုဟုတ်မဟုတ်အဲ့ဒီလူမျိုးကလည်းမြန်မာနိုင်ငံမြေပေါ်မှာရောက်နေတာကြာမကြာအဲ့ဒါကမိန်ပဲဘယ်သူမှညင်းလို့မရဘူးစစ်အာဏာရှင်လည်းညင်းလို့မရဘူးလွတ်လပ်ရေးရတဲ့ကအဲ့လူမျိုးစုကဂျပန်ခေတ်တည်းကရှိနေတယ်ဆိုပြီးတော့ရခိုင်တွေကိုယ်တိုင်ဝန်ခံလာတာပြောချင်တာနှစ်ပေါင်း100လောက်ရှိနေပြီဒါဘယ်သူမှညင်းလို့မရဘူးဒီမိုကရေစီနိုင်ငံမှာ9 နှစ်နေတော့နိုင်ငံသားပေးနေတယ်10 နှစ်နေနိုင်ငံသားပေးနေတယ်နှစ်ပေါင်း100ကျော်ရောက်နေတဲ့လူမျိုးကိုနိုင်ငံသားမပေးနိုင်ဘူးဆိုတဲ့ပြဿနာကဘာကြီးနဲ့ထိတ်တိုက်တွေ့မယ်ပြဿနာပဲအခုကျွန်တော်တို့ကဘာကြီးမှာကျွန်တော်တို့ရောက်ခဲ့ကြတယ်သူများနိုင်ငံမှာသွေးမတော်သားမဆက်ကလားတွေတရုတ်တွေဗမာတွေမက္ဆီကန်တွေပြင်သစ်တွေထိုင်းတွေဂျပန်တွေကိုရီးယားတွေနော်ဒီဘယ်လိုပြောမလဲအာဖရိကန်တွေလူမဲတွေလူဖြူတွေမရှိဘူးသူ့နိုင်ငံမှာရောက်လာပြီးတော့သူ9 နှစ်ပြည့်ရင်10 နှစ်ပြည့်ရင်20ပြည့်ပေးနေလိုက်တာပဲနောက်ဆုံးပေးမနေခြင်းဘူးဦးသမရထရန့်အစိုးရကဖမ်းဆီးကြအောင်ဆိုတာတော့နောက်ဆုံးဖမ်းပြီးတော့ပြန်ပို့တာပဲလုပ်လို့ရတယ်ဒီလူတွေကိုမီးရှို့တပ်ဖြတ်လိုက်တာတော့လုပ်လို့မရဘူးအဲ့ဒါကဘာကြီးကလက်ခံထားတဲ့အမှန်တရားပဲအဲ့တော့ဆရာနာရှင်ဘက်ကလူတွေကအဲ့ဒီအမှန်တရားကိုမျက်ကွယ်ပြည့်ပြီးအခုကွန်မန့်တွေမှာကောသူတို့ပြည်တင်းဝါဒမျိုးပြောချင်တာပြောနေကြတယ်ဟာဒီလူတွေခိုးဝင်လာတာနဲ့ဇက်မလုံလို့ဘာဖြစ်လို့ဘလို့ပဲဖြစ်အဲ့လူတွေကိုတပ်ဖြတ်ခွင့်တော့မရှိဘူးအဲ့ဒါကဘာကြီးကလက်ခံထားတဲ့အမှန်တရားလူသားမျိုးနွယ်တွေပေါ်မှာစောက်ရှောက်ထားတဲ့ကဘာဥပဒေသားများပဲအဲ့တော့အဲ့ဒီရှုထောင့်ကနေပြီးတော့သူတို့ဒီချင်းကပ်မှာပဲဖြစ်တယ်ပြောချင်တာကဆရာနာရှင်တွေရဲ့လုပ်ရက်တွေကတရားလွန်လာလို့နောက်ဆုံးဂမ်ဘီယာအပါဝင်ကမ္ဘာနိုင်ငံများကပါဝင်ရောက်ဆွတ်ဖက်တာဖြစ်တယ်။အဲ့လိုဝင်ရောက်ဆွတ်ဖက်ကိုကုလသမဂ္ဂဗတိညံအရာခွင့်ပြုထားတာဖြစ်တယ်။နိုင်ငံချင်းအငင်းပွားမှုဖြစ်တယ်။အဲ့ဒီအတွက်ဂမ်ဘီယာကတရားစွဲတာကိုကုလသမဂ္ဂကဆုံးဖြတ်ပေးမှာဖြစ်တယ်။ဒါအငင်းပွားချက်ဖြစ်တယ်။ပြီးမှအဲ့ဒီတရားရုံးကဆုံးဖြတ်ချက်ကိုကြည့်ပြီးမြန်မာနိုင်ငံမှာဂမ်ဘီယာကအနိုင်ရသွားပြီးမြောက်လိုင်းတို့ကရှုံးသွားရင်တော့သေကြတယ်အဲ့ဒီ
မြန်မာနိုင်ငံမှာလူမျိုးတုံးတပ်ဖြတ်မှုဖြစ်သွားပြီဒီအတွက်အဲ့ဒီတရားခံတွေကိုတရားစွဲဖို့တဲ့ ICC ကိုဆက်သွားကြမှာ